ဂျပန်ရောက်မြန်မာကောင်လေးတယောက်ယထာလာနေတဲ့ဟာကိုတေးချောင်းကြံနေဆိုတော့တည်အားလုံးကြပေးထင်တယ်နော်ဟိုဟာဒီဇင်ဘာလ24ရက်နေ့ကဖြစ်သွားတာပေါ့နော်အဲ့အကိုကတော့အသက်က32နှစ်ကိုတက်အောင်ကိုပေါ့နော်ကိုတက်အောင်ကိုမဆုံးခင်ထူးခြားဖြစ်စဉ်ဆိုပြီးတော့တက်လာဟိုဟာစက်တိုရီဖုံကြီးကတင်ထားတာပေါ့နော်သူကဒီမဆုံးခင်တလလိုလောက်မှာအပမိတလို့ပါလို့ပေါ့နော်သူ့ကိုသူအဲ့လိုမျိုးခံစားလို့ဒီဖုန်းကြီးเจ้าကိုလာတယ်အဆက်တော်ဒီဖုန်းကြီးเจ้าကိုလာတဲ့အချိန်မှာသူ့တငယ်ချင်းနဲ့2ယောက်လာတယ်ပေါ့နော်ဖုန်းကြီးเจ้าတကားကလည်းဖွင့်ထားပါရဲ့နဲ့အထဲကိုမဝင်ဘူးမဝင်မဲနဲ့သူတို့စောင်းရင်းကြီးကိုလေကလည်းအရန်တိုင်နေတဲ့အချိန်ကိုချမ်းနဲ့ဒီเจ้าရှိမှနင်းနေရပေါ့နော်အဲ့တော့ဒီဖုန်းကြီးရောက်လာတဲ့အချိန်မှာဘာဖြစ်လို့အထဲကိုဝင်လာလဲအရန်အေးနေလာလေးဝင်လေးလို့ခေါ်တဲ့အချိန်မှာဝင်လို့မရပါဘူးဖေရပေါ့နော်ဘာဖြစ်လို့ဝင်လို့မရလဲပညာမီးတော့တယောက်ကသူတို့မဝင်ခိုင်းမှုပေါ့နော်သူမဝင်ခိုင်းဘူးအကြောင်းသူမဝင်ဘူးပညာနဲ့ပြောတော့ဘာအခက်ခဲပြလို့လဲဘာတိုင်မင်းလဲကျင်းလို့လဲသူ့ကိုလည်းတိုင်မင်းလို့ရတယ်ပေါ့နော်ဖုံဖုံအဲ့လိုမျိုးပြောတာပေါ့ကျောင်းနဲ့ဖုံဖုံကြီးမရှိဘူးမဲ့သူ့ကိုတိုင်မင်းလို့ရတယ်လို့ပြောချင်မှာ तू ကအပမီနီရဲ့ဆိုတဲ့ပုံစံမျိုးတွေသူ့ကိုပြောတယ်ပေါ့နော်तूအပမီနီရဲ့ပုံစံမျိုးဖြစ်နေပါညာပြောတော့အဲကြောင့်မလို့တဲ့ပရိရည်လာယူတာပါပေါ့နော်အဲ့လိုပြောချင်မှာဖုံဖုံကြီးကနေပြီးတော့ပရိရည်နဲ့သူ့ကိုမန်းမှုတ်ပြီးတော့ကုပေးလိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့သူတက်တာသွားတယ်ပေါ့နော်ဒီလိုမျိုးမဖြစ်တော့ဆိုပြီးတော့အဲ့လိုကုပြီးတော့တလလောက်လဲနေရောဒီတဲ့ဆုံးသွားဆိုတဲ့တဲ့ဖုံဖုံကြီးကြားတာပေါ့နော်ဒီသူမဆုံးခင်ရှေ့လာတွေမှာပဲပေါ့နော်သူမိဘနှစ်ပါး80နောက်ဆင်ဆုံးသွားတာတဲ့80နောက်ဆင်သွားဆိုတော့သူကလိုမျိုးစိတ်ကြတာလည်းဖြစ်မှာပေါ့နော်မိဘတွေဆုံးသွားစိတ်ကြယောဂနေပြီးတော့စိတ်ကြတာနေပြီးတော့ကိုစိတ်ကြလို့ကြမှမသိအဲ့လိုမျိုးဖြစ်ပြီးတော့စိတ်တက်ကြတာတွေကနေပြီးတော့မမြင်မရှိတဲ့အရာတွေကိုအရှိလို့ထင်လာတာတွေမရှိတဲ့အရာတွေကိုမြင်လာတာတွေအဲ့လိုမျိုးတွေဖြစ်ပြီးတော့သူ့ကိုယ်သူအပမိရဆိုပြီးတော့ထင်ပြီးတော့နောက်ဆုံးတေးသေးလေးဖြစ်ပြီးပျောက်ကသွားခြင်းနဲ့စိတ်ရှုပ်တယ်ပါညာအဲ့လိုမျိုးတွေဖြစ်တာရှိရလေဒီနေရာမှာမရှိနေတာအကောင်းဆုံးပဲဆိုပြီးတွေးပြီးကိုတက်တည်သွားတာမျိုးဖြစ်နိုင်တယ်ဒါကိုတယောက်တည်းထင်တာဟောပြောပြတာပါဒီလိုမျိုးယထာလမ်းမှာကိုတက်တည်ပြီးဆိုရှင်ဒါကယထာလမ်းကျောင်းအတွက်ယထာကုမ္ပဏီအတွက်နောက်ပြီးတော့ခီးသွားတဲ့သူတွေအတွက်ကဒီဥစ္စာတချို့ဆိုရှင်လေရင်နဲ့ခီးသွားမဲ့သူတွေရှိတယ်စီးပွားရေးလုပ်ငန်းသွားတိုင်မဲ့သူတွေရှိတယ်ဒီမျိုးဆိုရှင်အကုန်လုံးနောက်ကျကုန်ကြလေရင်လက်မှတ်ဝယ်ပြီးကမှယထာလက်မှတ်ဝယ်ပြီးကမှဒီယထာလမ်းကြောင်းဒီယထာနဲ့မသွားပဲနောက်ယထာလမ်းကြောင်းနဲ့အဲ့လိုပတ်ပြီးသွားတဲ့ဟာမျိုးဆိုလို့ရှိရင်ခီးတဲ့တွေဘက်ကနေရောကြီးတောင်းတာတွေရှိတယ်ခီးတဲ့တွေဘက်ကနေရောကြီးတောင်းလို့ရှိရင်ဒီယထာလမ်းဘက်ကနေရောရတယ်ဆိုရှင်ဒီတေဆုံးသူရဲ့မိသားစုကနေပြီးရောပေးရတယ်ဒီလင်းယထာလက်မှတ်ခဝယ်ထားတဲ့သူတွေအတွက်ခီးတဲ့တွေအတွက်ဆုံးရှုံးနေတာမှုရောကြီးဆိုပြီးတော့တေဆုံးတဲ့သူတွေရဲ့မိသားစုကနေရောပေးရတယ်ပေါ့နော်ဂျပန်မှာဘာဖြစ်လို့အဲ့လိုရောရတဲ့နီလန်ကိုတုံးတာလဲဆိုတော့ဒီလိုကိုယထာလိုက်မှတက်တည်တဲ့ဟာတွေ short ချဖို့ပေါ့နော် short ချဖို့ဒီလိုမျိုးကိုတက်တည်လိုက်တဲ့ဟာတကူကြောင့်တကယ်လို့ဒီတည်သွားပြီဆိုရှင်ဒီ dead body နဲ့ဒီမူကင်းမှုရည်လုပ်ဖို့အတွက်ယထာလိုင်းပြေးဆွဲဖို့အနည်းဆုံး2နာရီလောက်နောက်ကျသွားနောက်ရွှေ့လိုက်ရပါတော့အဲ့လိုမျိုးဆိုအဲ့အချိန်မှာကုန်ကြစိတ်တွေကိုတည်ဆုံးသူရဲ့မိသားစုကနေရောရတယ်ဆိုပြီးကြားဖို့တယ်ပေါ့နော်ဒါကအခုဆုံးတာကြောင့်မြန်မာနိုင်ငံသားဖြစ်တယ်သူတို့နိုင်ငံသားမဟုတ်တော့ကြောင့်ဘယ်လိုပုံစံမျိုးတွေဖြစ်လာအောင်မလဲတော့မသိဘူးနော်သူမိဘတွေကလည်းမြန်မာနိုင်ငံမှာမရှိတော့ဘူးဆို